အဲ့တော့အရင်ဆုံးဒီစောက်သူဖြစ်ဖြစ်စစ်ဆေးသူဖြစ်ဖြစ်ပေါ့နော်ဒီလိုက်နာမယ့်အကြောင်းအရာတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာ construction လုပ်တဲ့ engineer တွေကတော့ project engineer တို့ site engineer တို့ supervisor တို့ project engineer တို့မျိုးနာမည်တွေတက်ပြီးတော့လုပ်ကြတာပေါ့ဒါပေမဲ့ inspection ကတော့အဲ့လိုသူ့ရနာမည်တွေအကုန်တက်ပြီးတော့လုပ်လို့မရဘူး inspection ဆိုတဲ့စကားလုံးကိုသုံးဆွဲလိုက်မယ်ဆိုရင်တော့သူကတစ်ခုခုနဲ့တော့ဘောင်ဝင်ရမှာပေါ့နော်အဲ့တော့ဘောင်ဝင်ဖို့ဆိုတာဒီ inspection အဖွဲ့ထဲမှာပါတယ်လေဆိုတော့ဒီလိုသုံးသပ်ရမှာပေါ့အဲ့တော့နံပါတ်1ကတော့ internet inspector ပေါ့နံပါတ်2ကတော့ external inspector ပေါ့အဲ့တော့နံပါတ်3အဲ့တော့နံပါတ်1ကိုပြင်ပြအဲ့တော့တကယ်ကျတော့ internet inspector ဆိုတာက project engineer site engineer အုပ်စုတွေက engineer တစ်ယောက်တည်းအဲ့ဒီအုပ်စုတွေက engineer တစ်ယောက်ကနေပြီးတော့ကတ္တမဒီလုပ်ငန်းလေးတစ်ခုအတွက်ကိုဒီဆောက်သူမဟုတ်ပါဘူးကျွန်တော်ဒီစစ်ဆေးသူပါဆိုတဲ့အနေနဲ့အဲ့ဒီအုပ်စုတွေက engineer ပဲပြင်ပလူမဟုတ်ဘူးเนาะနံပါတ်2ကတော့ external inspector ဆိုတာပြင်ပပုဂ္ဂိုလ်ဆိုတာအတိအကျနာမည်ကလိုက်တာပေါ့အဲ့တော့အပြင်လောကမှာတော့တပ်ပါတီဆိုပြီးတော့လူတွေနှုတ်ဖျားမှာပြောနေကြတဲ့အဖွဲ့အစည်းကလည်း external inspector ပါပဲနောက်တစ်ခါ EID ဆိုတာ external inspecting ဆိုတာကဒီပြင်ပမှာကျွမ်းကျင်အဆင့်ရတဲ့ပုဂ္ဂိုလ်ဖွဲ့စည်းထားတဲ့အထက်မြင့်ကော်မတီက FPPC အထက်မြင့်ကော်မတီကကိုစားစစ်ဆေးတဲ့အဖွဲ့ကြီးပေါ့ဗျာအဲ့လိုဖွဲ့ရရှိတယ်အဲ့ဒါတော့ EID ဖွဲ့ဆိုတော့သိမသိကြအောင်နောက်တစ်ခါနံပါတ်3ကတော့ local authority inspector ရှိအဲ့ဒါကတော့အာဏာရ inspector အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့မှာတော့သူ့ရဲ့ data အလိုက်ပေါ့တိုင်းဒေသကြီးဒီနေ့သက်ဆိုင်ရာ CDN inspector တွေအကုန်လုံးကတော့ဒါ local authority inspector တွေပေါ့နောက်တစ်ခါ FPPC Forest and Public Bidding Committee ကနေပြီးတော့ဒီချက်တဲ့ inspector တွေနော်နောက်တစ်ခါအခုမကြာသေးခင်မှာဖွဲ့စည်းလိုက်တဲ့ Central Committee ဗဟိုကော်မတီစိတ်အဖွဲ့ဆိုတာတော့မြန်မာနိုင်ငံမှာအမျိုးဆုံးဖွဲ့ပဲရှိတာပေါ့သူကလည်းဒါနံပါတ်3အုပ်စုမှာပါတယ်အဲ့တော့ဘယ်လိုအုပ်စုမှာပါဖြစ်စေသူခိုင်လိုင်းနဲ့တွားမှာဖြစ်ပါတယ်သူခိုင်လိုင်းနဲ့တွားတဲ့အခါမှာလည်းခိုင်လိုင်းကြီးကအများကြီးတင်းမှာအခုလက်ရှိဖြစ်နေတဲ့ပြဿနာပေါင်း16,000တရားနဲ့ဆိုမှရွေးချယ်ပြီးတော့မှဒါကဒီနေရာကောင်စီဒီမှတ်ပြီး inspector လေးဒီထုတ်ထားတဲ့ inspector တိုင်းလေးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ဒီပုံကိုအကြောင်းပြောပြီးပြီဆိုရင်တော့ကျွန်တော်တို့က case တစ်ခုကိုစပြီးစစ်တော့မယ်ဥပမာကျွန်တော်ကနေပြီးတော့စပြီးတော့ပညာ site ကိုစစ်မယ်ပေါ့ဗျာနမူနာပြောပြတာပေါ့ကျွန်တော်ဖိတ်ခေါ်လိုက်တယ်ပေါ့ဖိတ်ခေါ်လိုက်လို့ရှိရင်ဥပဒေအရဘာတွေအရင်ပြရမလဲဆိုတော့အောက်မှာရေးထားတယ်နံပါတ်1ကတော့ information ကိုကြည့်ရ information ကဘာလဲဆိုတော့ကျွန်တော်စစ်ဆေးတဲ့အပိုင်းကဏ္ဍလေးမှာပါဝင်ပတ်သက်တဲ့ဒီအစင်းကိုကျွန်တော်တောင်းကြည့်တာကျွန်တော်စစ်ဆေးတဲ့အပိုင်းကဏ္ဍလေးမှာပါဝင်ပတ်သက်တဲ့လူတွေကဥပမာဆိုပါလို့ဗျာပေါင်းချင်းပိုင်းဆိုလို့ရှိရင် project နဲ့ပတ်သက်တဲ့ geotechnical ရှိသလားဒီ structure ရှိသလားဒါမှမဟုတ် RC geotechnical ရှိသလား RC structure ရှိသလားတခါအဲ့ဒီဒီပုဂ္ဂိုလ်ရဲ့ design ကိုအာမခံပြီးတော့ဒီဆောင်မဲ့ RC construction ရှိသလား B construction ရှိသလားဘာဖြစ်လို့အဲ့ဒီပုဂ္ဂိုလ်ကြီးကလက်ရှိတ
သက်ရှိထင်ရှားရှိနေသေးရဲ့လားနောက်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်တို့ဒီသက်ဆိုင်ရာဌာနတွေရဲ့တရားဝင် validate ပေါ့ validate ဆိုတာတရားဝင်ခွင့်ပြုထားတဲ့တစ်စိတ်သုံးလက်မှတ်တွေကအသက်ဝင်သေးရဲ့လားတစ်စိတ်သုံးလက်မှတ်တွေကိုတကယ်ယူထားရဲ့လားသူတို့ရဲ့ဘွယ်လက်မှတ်တွေရောစစ်မှန်ဟုတ်ရဲ့လားစတဲ့မျိုးပေါ့ဗျာ information ဆိုတာတော်တော်ကျေပြန့်အဲ့တော့လက်မှတ်ပြီးတော့အရင်ကြည့်ရတယ်အဲ့ဒါဒီပုဂ္ဂိုလ်တွေကြည့်ရပြီးတော့ calibration ကကိုစစ်စစ်မဲ့ portion လေးမှာသုံးနေတဲ့ဆယ်ရနေကအကြီးအငယ်အသေး instrument အားလုံးဒီနိုင်ငံတော်ကခွင့်ပြုထားတဲ့ license ရှိရလားနံပါတ်2က license ရှိပြီးရင်လည်းပြန်ပြီးတော့ချိန်ဆပြုပြင်တဲ့ calibration လို့ခေါ်တဲ့တက်တန်းရှိသေးရလားတချို့စက်တွေက6ရက်ပြင်လောက်ရတယ်တချို့စက်တွေကတစ်နေ့ပြင်လောက်ရတယ်အဲ့တက်တန်းပြတ်နေရလားအဲ့တော့တရားနေရတဲ့ instrument တွေအကုန်လုံးကို machine ရဲ့အားလုံးကိုဒီ fabricate တွေရှင်းရပါမယ်ဘာမှစိုက်ထဲမှာမစစ်ရသေးဘူးအဲ့ဒါကြီးစစ်အောင်ပြီးတော့ drawing ကြည့်လိုက်လို့ရှိရင်လည်း drawing ဒီခုန information မှာပါတယ် drawing ကိုဖန်တီးတဲ့လူပုဂ္ဂိုလ်ရဲ့လက်မှတ်တွေပါမယ်အဲ့ဒီလူပုဂ္ဂိုလ်တွေဖန်တီးထားတဲ့ drawing ကလည်းသက်ဆိုင်ရာအဖွဲ့အစည်း YCTC တို့ NCTC တို့ MCTC တို့မန္တလေးနေပြည်တော်ရန်ကုန်စသဖြင့်ပေါ့ဗျာ HPPC တို့အကုန်လုံးရဲ့ခွင့်ပြုချက်လက်မှတ်တစ်စိတ်သုံးနေရှိရလားရှိတဲ့ drawing ဆိုလို့ရှိရင်တော့အဲ့ drawing ရဲ့မိတ်တူလဲရတယ်ပြဿနာမရှိဘူးမိတ်တူလဲရ original drawing ဖြစ်တော်ညာလဲခုနတစ်စိတ်သုံးနေမပါရင်လည်းဘာမှအသုံးမတည့်ဘူးပေါ့ဗျာနော်အဲ့ဒီတော့အဲ့ဒီ drawing မှာတစ်စိတ်လုံးလေးပါတဲ့ drawing မိတ်တူ site ထဲမှာတကယ်ရှိပြီဆိုရင်တော့အဲ့ drawing လေးကင်ပြီးတော့ကျွန်တော်တို့စစ်လို့ရတယ်မစစ်ခင်မှာတစ်ခါ test report မစစ်ခင်ကိုကဒီနေ့စစ်မယ်ဆိုရင်မနေ့ကအထိလုပ်ငန်းစကျန်စာပြီးမနေ့ကအထိစက်တက်ထားတဲ့ lab report တွေ test report တွေနောက်ပြီးတော့မနေ့ကအထိစစ်ထားတဲ့အခြား inspector တွေရဲ့လိုအပ်တယ်လို့ပြောထားတဲ့အချက်တွေအကုန်လုံးအရင်တောင်းကြည့်ရတယ်ဘူးဒီဘာမသိနဲ့ရောက်ပြီးတော့တောင်းပြောမဲ့ပြောလို့မရဘူးနော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအကုန်လိုက်နာရမယ်ဆိုတဲ့စံချက်တွေရှိပါတယ်ကျွန်တော်နော်ခုနအချက်တွေကျွန်တော်ပြောတဲ့ information calibration drawing test report တွေအားလုံးပြည့်စုံပြီဆိုရင်တော့မြန်မာ National Building Code NNBC 2025 HBBC 2025 Inspector Guideline လက်စွဲအတိုင်းအပြည့်အဝနဲ့ဘယ်မလိုက်ခဲနဲ့မှန်မှန်ကန်ကန်စစ်ဆေးပြရမှာဖြစ်ပါတယ်အဲ့တော့ copy နဲ့ပတ်သက်လို့ကအရေးကြီးဆုံးချက်ဖြစ်တဲ့အတွက်ပေါ်ဆုံးမှသင်ထားတာပေါ့နော် copy နဲ့ပတ်သက်လို့ပထမဆုံးစဆင်ရမယ့်အချက်ကတော့တဲ့ drawing မှာပေးထားတဲ့ front အဲ့ drawing မှာပေးထားတဲ့ front ဆိုတာက drawing မှာပေးထားတဲ့ front ဆိုတာကတစ်ချိန်လုံးကမင်းလေးမလုပ်ခင်တော့ပေါ့နော်အဲ့တော့ concrete တောင်းစပြောအောင်နော် concrete ကတော့အဓိကနံပါတ်1ကဘာလို့အရင်ဆက်ရမလဲဆိုတော့ construction မှာဖြစ်ဖြစ် inspector ဖြစ်ဖြစ်ပေါ့နော် drawing ထဲမှာပေါ်ပြထားတဲ့ structure designer ရဲ့ composite strength ပေါ့နော် concrete ပဲအဲ့ဒါကိုဆက်ရမှာဖြစ်တယ်အခုနောက်ပိုင်းငနေလို့ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ကဒီ structure designer ကတေချာတွက်ချက်ပြီးတော့မှသူကလောက်ရတာရှိတယ်။ဘာလို့လောက်ရလဲဆိုတော့ FCR ပေါ့
FCR ဆိုတာကဟိုကြားဘူးတဲ့လူနည်းနည်းနေတယ်အဲ့ဒါကားလေးကဘာလဲဆိုတော့ तू ကကွန်ကရစ်မီတာကြီးတတုတ်ဘယ်ချင်းပိုင်းပြီးဖြော်လိုက်ရင်မိုးတုံးနေအတုံး30ကျော်လောက်လုံးလိုက်တယ်ပေါ့ဗျာလုံးပြီးလို့ရှိရင်စမ်းလိုက်တဲ့အခါမှာမိုးတုံးတစ်တုံးက950 psi လောက်ရုပ်နေတာကိုတွေ့ရအဲ့ဒါကတော့မိုးတွေကိုထောင်းတဲ့လူရဲ့ error ရောခွဲတဲ့အခါမှာဒီတုံးရဲ့ connection ရောအကုန်လုံးပုံမူတည်ပြီးတော့မှအဲ့လိုမျိုး deviation ဖြစ်လာအဲ့တော့ standard deviation ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ကဒီလိုမျိုးကောင်းတဲ့ concrete ပဲဖြစ်ဖြစ်ဘယ်လို concrete မျိုးပဲဖြစ်ဖြစ်ခွဲလိုက်ရင်30လောက်မှာတစ်လုံးလောက် minus 950 psi လောက်ဖြစ်တတ်တဲ့သဘောလေးရှိတဲ့အတွက်ကျွန်တော်တို့တကယ် sensitive ဖြစ်တဲ့ critical ဖြစ်တဲ့ကျွန်တော် concession တွေမှာဒီလိုမျိုးရောလို့မရတဲ့အတွက်အပူဆောင်းပြီးတော့ကျွန်တော်တို့က grade ကိုစကြတိုင်းနာပြထားတဲ့ grade ကိုအပူဆောင်းပြီးတော့နည်းနည်းထည့်ပေါင်းပြီးတော့မှ concession မှာ30နေဆိုတာလေးဖြစ်ပေါ်လာအဲ့တော့ concession မှာတကယ်တမ်းရှိတာကတော့ cylinder strength upright ရရှိတယ်နောက်တစ်ခါ two strength FC ဆိုတာရှိတယ်အဲ့တော့ upright FC ကိုကျွန်တော်တို့ကပထမဆုံးဖန်တီးရတာ upright ကိုဖန်တီးရတယ် upright ကိုဖန်တီးပြီးတော့မှ FCR ခုနပြောတဲ့ FCR ကိုဖန်တီးရတယ် repair cylinder strength ကို FCR ကိုခေါ်တာပေါ့ဗျာ R ရဲ့ repair ပေါ့အဲ့တော့ဒီကျွန်တော်တို့ FCR ဖန်တီးပြီးတော့မှနောက်ဆုံးပိတ်စိုက်ခင်းမှာလောင်းမဲ့ T-strand ကိုဖန်တီးရတယ်အဲ့တော့ T-strand ကိုဖန်တီးပြီးလို့ရှိရင်ကျွန်တော်တို့စိုက်ခင်းမှာလောင်းမဲ့ဒီ FCU ကိုစချာဒီဇိုင်နာက grade နဲ့တော့၎င်းမီတာမှမီတာ square တော့၎င်းပေါ်ပြပေးတယ်။နည်းနည်းမလုပ်ခင်ကဏ္ဍတုန်းကတော့ upright ညီများချင်း3500 psi 4000 psi စသဖြင့်စချာတော်ကြီးမှာပေါ်ပြထားတာကိုတွေ့ရပါလိမ့်။တွေ့ရပေမဲ့အခုချိန်မှာတော့အဲ့ဒီ upright ကနေပြီးတော့မှ FCR ပြီးတော့မှ FCU အစစ်နဲ့တွက်ချက်ပြီးတော့မှဘယ်လောက် grade နဲ့လောင်းရမယ်ဆိုတာကိုတော့စချာဒီဇိုင်နာကခုစပြီးတော့ပေါ်ပြပေးနေပါပြီ။အဲ့တော့ပေါ်ပြပေးလို့ရှိရင်အဲ့ဒီဟာကကျွန်တော်အနည်းဆုံးရအောင်လောင်းရမယ် grade ဖြစ်နေတယ်။အနည်းဆုံးရအောင်လောင်းရမယ် grade ဖြစ်နေတယ်အဲ့ဒီနည်းနည်းပို့ပြီးတော့မှားပြီးလောင်းတဲ့ပြဿနာမရှိဘူးကောင်းတယ်။ဒါပေမဲ့အနည်းဆုံးတော့ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အကျိန်တရားဆန်းကျွန်တော်တို့အဲ့ဒီ grade ကိုပြီးနေဖို့လိုပါတယ်နော်။ဟုတ်ပြီအဲ့ဒါတစ်ချက်ပေါ့။နောက်တစ်ချက်ကအခုပြဿနာဖြစ်နေတာဗာလဲဆိုတော့အခုနောက်ပိုင်းမှာလောင်းသမျှ slack တွေလောင်းသမျှ column တွေမှာအနေကူမပြောမလား white တွေပဲပြောမလားအပေါက်ပေါက်တွေဖြစ်တယ်အကြောင်းတွေဖြစ်တယ်တော့ဆောက်ဖြစ်နေကြတယ် site တွေအဲ့တော့ဖြစ်နေရတဲ့အကြောင်းရင်းအကြီးကြီးနှစ်ချက်ရှိတာပေါ့အဲ့တော့အဲ့ဒီကြီးနှစ်ချက်တွေကအခုလှမ်းကြောင်ဖြစ်တဲ့အကြောင်းရင်းကိုနည်းနည်းပြောပြမယ်နော်အဲ့တော့ပြောပြရတယ်ဆိုတာလေသက်တည်နဲ့သက်ချက်မှုနဲ့ဒါ American Concrete Institute ကထုတ်ပြန်တဲ့အရာကိုကျွန်တော်အခုသင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ slide အကြောင်းလေးကိုမပြောခင်မှာ emitter တွေမပေါ်ခင်ရပေါ့ဗျာတတ်မှတ်ထားတဲ့ water cement ratio တက်ပိုသွားတယ်ရေများသွားတယ်ဆိုလို့ရှိရင်လှမ်းများတယ်လှမ်းများရင်လှမ်းကြတယ်ဆိုတာကကျွန်တော်တို့ငယ်စဉ်ကာလတွေကအတိအကျကျောင်းမှာသင်ခဲ့ကြအဲ့တော့ဒီနေရာတွေကောင်းထဲမှာလဲလှမ်းများရင်ရေများတယ်ရေများရင်ဆွဲကြတယ်ဆိုတာဆွဲနေကြတာအခုနောက်ပိုင်းကျတော့ MHI ပေါ်လာပြီးတော့ဘိုးပိုင်ကြီးဆိုလို့ရှိရင် slab 180 200 220ပြီးလောင်းတယ်ဒါပေမဲ့အဲ့ဒီ slab အဲ့လောက်များတဲ့ဘိုးပိုင် concrete ရဲ့ strength ကိုတွားဆန်းလိုက်လို့ရှိရင် grade က40 grade 35 grade ဒုအတက် grade ရတယ်။ဘာကြောင့်ရလဲဆိုတော့ तू က plan များနေတာကရေကြောင့်များနေတာမဟုတ်ဘူး तू က amateur ကြောင့်များနေတာ။အဲ့တော့ရေကြောင့်မများဘဲနဲ့ amateur ကြောင့်များတဲ့ plan ဖြစ်တဲ့အတွက် तू က strength ကိုမထိခိုက်ဘူး
အဲ့တော့plan များလို့ရတယ်ဘိုးပိုင်အတွက်အဲ့တော့အဲ့ဒါကြီးကလည်း plan များလို့ရတယ်ဆိုရင်အဆွေးကြီးကဆွဲသွားပြန်ရောဒီတွေကဆွဲသွားပြီးတော့ဘိုးပိုင်တော်မှ220 180နဲ့လောင်းကြည့်တာပဲ construction မှာ plan များတာအရင်မကြည့်ဘူး plan များရင်လုံးလို့ကင်လို့လွယ်တယ် plan များများလောင်းဆိုတဲ့ယောဂတစ်ခုဆွဲကတ်လာအဲ့ဒီယောဂက building construction မှာပြဿနာရှိတယ်ဆိုတဲ့အကြောင်းလေးကိုထောက်ပြထားတယ်အဲ့ဒါလေးမှာစာရေးထားတယ် is more require workability အဲ့တော့တော်များများပြောကြတယ် plan များမှ workability ကောင်းတယ် workable ကောင်းတယ်လုပ်လို့ကံလို့ကောင်းတယ်လောင်းလို့ကောင်းတယ်ပြန်ဆွဲလို့ကောင်းတယ်စသဖြင့်ပြောကြတယ်အဲ့လိုပြောပြီးတော့တခါတည်း require workability စတဲ့ပို့ပြီးတော့အဲ့ဒီစကားလုံးလေးသုံးလုံးကအကျဉ်းအရေးကြီးပါတယ် require လိုအပ်တဲ့လုပ်လို့ကံလို့ကောင်းတဲ့အတိုင်းအတာတဲ့ကြော်လွန်ပြီးတော့လုပ်ထားတော့စတဲ့လောင်းထားတော့ concrete များပြီတဲ့ဘာဖြစ်လာမလဲဆိုတော့ more drying train rate ထောက်သွားတဲ့အခါမှာအဲ့ဒီပေါ်လုံးကကျုံသွားပါလိမ့်မယ်ပေါ်လုံးကဘယ်လောက်ထိကျုံမလဲဆိုတော့အတိအကျပြောထားတယ်တလက်မအလျားတလက်မအလျားမျက်နှာပြင်ရှိတဲ့အရာက1000ပုံတစ်ပုံကျုံသွားမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နားလည်အောင်ရှင်းပြရင်1000လက်မအလျားရှိတဲ့မျက်နှာပြင်မှာတလက်မလောက်ရှိတဲ့အကြောင်းတစ်ခုပေါ်လာမှာပေါ့အကြောင်းတစ်ခုဆိုရင်တော့9ခုလောက်ရှိတဲ့အကြောင်းတစ်ခုပေါ်လာအကြောင်း4ခုဆိုရင်တော့တမလောက်ရှိတဲ့အကြောင်း4ခုပေါ်လာနော်အဲ့တော့1000 inches လောက်ကျတဲ့မျက်နှာပြင်မှာလက်တွေ့ဖြစ်နေတာကတော့အကြောင်း10ခုပေါ်လို့ရှိရင်တော့တလက်မရဲ့12ပုံပုံတစ်စိတ်လောက်အကြောင်းလို့12ခုလောက်ပေါ်လာလိမ့်သဘောပြောပြတာပေါ့နော်ဒါတော့ကိုတက်ကြည့်လို့ရဒါဆိုတော့မကောင်းတဲ့လက္ခဏာပေါ့အခုဖြစ်နေတာအဲ့ပြဿနာပဲအဲ့တော့ဘိုးပိုင်ကကြတော့180 200မီလီမီတာလောက်လောင်းပြီးတော့ဘာမှမဖြစ်လဲဆိုတော့ तू က self compacted concrete သူကလောင်းပြီးတော့ဖွင့်မပိုင်းနဲ့လောင်းပြီးတော့တခါတည်းအကုန်လုံးဆင်းရဲလောင်းသွားတဲ့အတွက်သူက volume loss ဖြစ်စရာအကြောင်းမရှိတော့ volume က loss ကိုမဖြစ်တော့ဘူးသူကဆင်းရဲအပေါ်ထပ်တင်သွားတာမီတာ40 50လောက်ထိတင်သွားတာလေအဲ့တော့ကျွန်တော် building construction နဲ့မတူဘူးသူက self compacted gravity ထိုးရတဲ့ concrete မဟုတ်ဘူး gravity ထိုးရတဲ့ concrete အပြင်အတွက်ကိုညှိညွှန်းတာအဲ့တော့ gravity ထိုးရတဲ့ concrete ဆိုလို့ရှိရင်ကျွန်တော်နမူနာပြောပြstation ပတ်နဲ့ပဲလောင်းဘုံပတ်နဲ့ပဲလောင်းဘာနဲ့လောင်းအဲ့ဒီပတ်ကထွက်ပြီးတော့လောင်းတဲ့နေရာတွေကိုရောက်တဲ့အချိန်ရဲ့ plan ကိုဆိုလိုတာ AG ကရောက်လာပြီး AG ကထွက်လာတဲ့ plan ကိုဆိုလိုတာမဟုတ်ဘူး station ပတ်ကနေတော့တက်ပြီးတော့ pipe line နဲ့ရှင်းသွားပြီးတော့မှအပေါ်ဆုံးထပ်မှာရှိတဲ့ pipe ကနေထွက်လာတဲ့လောင်းတဲ့အန်ကွက်ထဲကိုထည့်တဲ့အချိန်မှာရှိတဲ့ plan က120နဲ့140ကြားပဲဖြစ်တယ်နော်အဲ့တော့120နဲ့140ကြားပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကအသိဆောင်ရှိပါတယ်120နဲ့120 plus or minus 20 140 plus or minus 20ပေါ့ဗျာစသဖြင့်ဖြစ်လို့ရအဲ့ဒါပေမဲ့ကိုကလိုအပ်တာကဆိုပါစို့ဗျာလိုအပ်တာကကျွန်တော်တို့ require workability အတွက်လိုအပ်တာက130 mm slant ဖြစ်တယ်ဆိုပါစို့ထပ်ဆောင်ပြီးတော့ကျွန်တော်တို့ plus 20ထိပေးလိုက်တယ်150ပေါ့အဲ့ဒါကိုလုံးလုံးကိုင်းကောင်းတာငါတို့ကနေလဲပူတယ်အပေါ်ဆုံးတက်လဲဖြစ်တယ်နေရာလဲပူတယ်ပိုင်လိုင်းလဲရှိတယ်ကွာအဲ့တော့ဖိချလိုက်ချ ACC နာရနေလောင်းရအောင်180မှားလိုက်ရင်တော့အခုဒီတလက်မရဲ့အဖောင်ပုံတစ်ပုံပြုတ်ရင်းကိုခန်းမှာပဲအဲ့တော့အခုအဲ့ဒီပြဿနာတွေကြောင့်အကြောင်းတွေအများကြီးဖြစ်လာကြတယ်လက်တွေနော်အဲ့တော့ဒါလေးကိုနံပါတ်1ထောက်ပြတယ်နောက်တစ်ခု density အဲ့တော့
density ကဘာလဲဆိုတော့လူပြောနေတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်ဒါပေမဲ့လူပြောနေတဲ့အကြောင်းအရာလေးတစ်ခုကဒါလေးကအခုဖြစ်မှာဖြစ်ပေါ်လာတယ် standard density ကတော့150ပေါ့ဗျာဒါပေမဲ့ lab report တွေကုန်ကြည့်လိုက်မှဆိုရင်145နဲ့155ကြားမှာရှိနေတယ်အကုန်လုံးကအဲ့145နဲ့155ကြားမှာရှိတယ်ဆိုတော့အောင်တယ်ပေါ့ဒါက configure density စာဝတ်အောင်တဲ့ density ပေါ့အဲ့တော့သို့တော့150မဖြစ်မနေရှိရမယ် concrete တွေအခုပေါ်လာပြီဘယ်လိုလုပ်ငန်းတွေလဲ standard density concrete is sometimes required for studying against gamma and its radiation in nuclear reactor အဲ့ဒါပါလဲဆိုတော့အခုကင်ဆာရောဂါတွေညံ့များလာရန်ကုန်တစ်မြို့လုံးမှာမြန်မာပြည်တစ်ပြည်လုံးပဲဆိုပါလို့ကြာများလာတော့ပြီးခဲ့တဲ့ဂျပန်နိုင်ငံမှာပဲဒီကုန်းမြို့တင်မှာနိုင်ငံတော်အစိုးရကကင်ဆာစင်တာဖွင့်ပြီးတော့တရားဝင်ပြုတဲ့ဆက်ပြီးတော့ကင်ဆာစင်တာပြီးဖွင့်လိုက်တယ်ဒီကတော့ရန်ကုန်စစ်မှာပဲရှိတာပေါ့နောက်တော့တောင်ကြီးမှာရှိတယ်မန္တလေးမှာရှိတယ်နေပြည်တော်မှာရှိတယ်ခုဒီကုန်းမှာစင်တာအပြီးဖွင့်လိုက်တယ်ပုဂ္ဂိကစေုံနေရာလဲပင်လုံမှာရှိတယ်ပါလိုက်မှာရှိတယ်စသဖြင့်ပေါ့ဗျာဒီတူရီယာမှာတော့စောင့်နေတယ်ကျွန်တော်တို့ဖွဲ့ပဲဒီကိစ္စကတော့ဆက်ရပြီအဲ့တော့ဒီလိုတိုင်းအောင်ဒီကာဝယ်ဖို့ conflict တွေရတဲ့အခုနစက်တစ်ခုနဲ့မလုံလောက်ပါဘူးတဲ့ density ကလည်း150နှစ်အထက်ဖြစ်ရမယ်သူတို့ကတော့145နဲ့155ဖြစ်ရမယ်အစား150ကနေ155ကျော်ဖြစ်ရမှာပေါ့ဗျာနော်အဲ့ဒါကတော့ကျွန်တော်ပစ္စနဲ့ပတ်သက်တဲ့ရောင်ကြီးတွေနဲ့ display ဓမ္မစက်တွေရဲ့နိုင်ရနေမှာအဲ့ဒါတွေကိုလုပ်ရမလုပ်လို့ရှိရင်အဲ့ဒီဓာတ်ရောင်ကြီးတွေကအပြင်နိုင်အောင်ဖောက်ပြီးတော့ပြင်မှာတွားနေတဲ့လူတွေကိုဓာတ်ရောင်ကြီးတွေထိတယ်ယောဂရှိတဲ့နေရာကိုပဲဓာတ်ရောင်ကြီးထိလို့ရတယ်ဒီဓာတ်ရောင်ကြီးကယောဂရှိတဲ့နေရာဆိုရင်ထိလိုက်ရင်ကောင်းသွားတယ်ယောဂမရှိတဲ့နေရာထိလိုက်လို့ရှင်တော့အဲ့ဒါယောဂဖြစ်သွားအောင်ကြောက်မြန်နော်ယောဂမရှိတဲ့နေရာကိုတော့ထိလို့မရဘူးရှိတဲ့နေရာထိတော့ကောင်းသွားတယ်ယောဂဟိုဆန်းတော့ဆန်းတယ်အဲ့တော့အဲ့ဒါအပြင်နောက်တစ်ခု similar installation for protective structure အဲ့ဒါကတော့ဘာလဲဆိုတော့ဒီကနိုင်ငံနေနောက်ပြီးတော့ရန်သူတွေအလွယ်တကူဖောက်ဖွင့်လို့မရတဲ့ဘင်ကာဆိုတာပတ်စံတွေထားတဲ့အခန်းတွေပတ်စံထားတဲ့အခန်းတွေအဲ့ဒီခန်းရဲ့နိုင်ငံတွေကြတော့ခုနလိုကျွန်တော်တို့ဖွင့်ခုပဲကြည့်လို့မရဘူး density က150နဲ့155ကျမ်းမှာရှိနေရတယ်အဲ့ဒါကြောင့်ဘူးပြတာအနေနဲ့ပေါ့ဗျာအဲ့ဒီလို nuclear reactor တွေဟလာဘင်ကာတွေမလုပ်ဘူးသေးတဲ့ engineer ဆိုလည်းအရေးမကြီးပါဘူးဒါပေမဲ့ကိုရဲ့ site ထဲမှာရှိတဲ့ concrete ရဲ့ lab report မှာပါတဲ့ density ဆိုတဲ့ဟာလေးဖတ်ပြီးတော့လေ့လာလိုက်ပေါ့ငါလောင်းတဲ့ဒီလိုပေတင်ရဲ့ density ရတော့148ရှိတယ်149ရှိတယ်150နှစ်တောင်ရှိတာပဲဒါဆိုရင်ဒီငါလောင်းတဲ့ construction ဒီ site က concrete ကဒါလူပြားကာကွယ်တဲ့နိုင်ငံတော်လုပ်လို့ရတယ်စသဖြင့်ပေါ့ဗျာနော်ဒါလေးနားလည်ဖို့လိုပါတယ်နောက်တစ်ခုကဒီစလုံးအောက်မှာအစိမ့်လေးကွယ်နေတယ်ဆိုအဲ့ဒီစလုံးကအရေးကြီးလို့ကွယ်နေလို့ဘုပေါ်ဆုံးကနအဲ့တော့သူဆက်ရရတယ်အဲ့တော့ဆက်ရင်တော့ခုနအဲ့တော့အခုပြောမယ့်စကားကတော့နံပါတ်၄ကတော့အခုကျွန်တော်သင်မဲ့သင်ခန်းစာမှာတော့အရေးကြီးဆုံးလို့ပဲပြောရမှာဘာကြောင့်လဲဆိုတော့ဒီအကြောင်းအရာကမကြသေးခင်ကမှထုတ်ပြန်လိုက်တဲ့
international ကုတ်ခေတ်က international building ကုတ်ခေတ်ကနောက်ပြီးတော့ကျွန်တော်တို့ IBC ကုတ် international building ကုတ် SPC ကုတ်ခေတ်ကအကြောင်းအရာလေးဖြစ်ပါတယ် ACI နောက်ဆုံး latest version လေးရပါအဲ့တော့ဘာကြောင့်အရေးကြီးတယ်ပြောလို့ဆိုတော့မြန်မာနိုင်ငံဒီကမ္ဘာပေါ်မှာအပူချိန်အများဆုံးမြို့တွေအများဆုံးရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပြီအဲ့တော့ဖြစ်နေပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာ conflict တွေကအရန်ကိုအနေရှိနေပြီဆိုတော့မိဘထုတ်ပြဘယ်လိုထုတ်ပြလဲဆိုကျွန်တော်ကြည့်ရအောင်ပုံမှန်အနေထားရတဲ့ကမ္ဘာလုံးမှာဆောက်လုပ်ပြီးတဲ့ reinforced concrete building တွေမှာတဲ့နော်ဆောက်လုပ်ပြီးတဲ့ reinforced concrete building တွေမှာအဲ့ဒီမျိုးကအရန်အေးတယ်ပူတဲ့ခါမှာလည်းအရန်ပူတယ်ဘလောက်ပဲပူဘလောက်ပဲအေးတဲ့ပြဿနာမရှိဘူးတဲ့အဲ့ဒီပြဿနာမရှိတဲ့အကြောင်းကိုသူကရေးပြထားတယ် thermal expansion ကြီးအရန်ပူသွားလို့ရှိရင်6.5အမြောက်10 to the power minus inches တရမမှာအဲ့ဒီလောက်ရှည်ထွက်လာတယ်တရမမှာ6.5 into 10 to the minus 6အခုကစလန့်မှာတော့တရမမှာ1000ပုံတစ်ပုံ inches ကျုပ်သွားတယ်ဒါက temperature အနေနဲ့ပြောရင်တော့ဆောက်လုပ်ပြီးတဲ့အဆောက်အဦတွေကတန်ကြောင်းကြီးရဲ့ဘလောက်ပဲအဲ့ဒီအဆောက်အဦကပူလာတရမမှာ6.5အမြောက်10 to the minus inches ထည့်ပို့ပြီးတော့မရှိဘူး concrete ကြတော့ဘလောက်ပဲပူလာ5.5 into 10 to the minus inches by inches အဲ့တော့ဟိုက6.5ဒီက9.5မဆိုးတော့ပြိပဲကွာအဲ့ဒီမဆိုးတော့ပြကွာရင်းဒီတဲ့အဲ့ဒီဆောက်ကိုလုံးဝမထိခိုက်ပါဘူးဟုတ်ပြီနော်အဲ့ဒါဆောက်ပြီးတဲ့အဆောက်အဦကိုပြောတာအဲ့ဒါကြောင့်ကမ္ဘာမှာဆောက်ပြီးတဲ့အဆောက်အဦတွေကအေးတဲ့တိုင်းတွေမှာဆောက်ထားတဲ့ concrete structure တွေအကျန်းပူတဲ့တိုင်းတွေမှာဆောက်ထားတဲ့ concrete structure တွေရတယ်ရာသီဥတုအပူကြီးပြောင်းလဲခြင်းကြောင့်တော့ဘာမှပြဿနာမရှိဘူးသို့တော့အခုအစ်စ်ဆောက်မဲ့ရအဲ့တော့အစ်စ်ဆောက်မဲ့အဆောက်အဦတွေအတွက်ကတော့စဉ်းစားစရာအထူးရှိပါလိမ့်မယ်ဘာစဉ်းစားမလို့ concrete ကိုတိုင်းနဲ့တောင်မူတာမဖြစ်မနေ construction ကုမ္ပဏီအားလုံးဝယ်ရမှာဖြစ်ပါတယ်အမှန်မှန်ပြည့်လို့ပါသူက concrete ကိုနှစ်ပြီးတော့2မိနစ်ထားလိုက်လို့ရှင်လူကိုတိုင်းရင်1မိနစ် concrete ကိုတိုင်းရင်2မိနစ်ပေါ့2မိနစ်ထားလိုက်ရှင်အပူချိန်တက်လာတယ်အဲ့ဒီ concrete အပူချိန်က35 degree Celsius နဲ့မြင့်နေခဲ့ရင်တော့ရေးထားတယ်35 degree Celsius နဲ့မြင့်နေမယ်ဆိုလို့ရှိရင်တော့အပြင်ကအပူချိန်ကဘလောက်ပဲဖြစ်35 degree Celsius နဲ့ concrete ပူချိန်မြင့်နေမယ်ဆိုရင် dehydration ဖြစ်ပြီးတော့တဲ့ခက်ဖြစ်တယ်အဲ့ခက်ကဘာကြောင့်ဖြစ်လာလဲဆိုတော့7 into 10 to the minus inches by inches ဖြစ်ပြီးတော့ခက်ဖြစ်တယ်အဲ့တော့မူလအញ្ញပူတဲ့အချိန်တုန်းကဖြစ်ခဲ့တဲ့ဟာလေးကိုပြန်ကြည့်ရအောင် concrete က 9.5 အထိပဲဖြစ်တာနော်သူကြတော့ကျွန်တော်တို့အခု9.5တဲ့ကျော်ခုနှစ်ဖြစ်နေအဲ့ကနေအဲ့တော့ခုနှစ်ကစပြီးတော့ကွဲတယ်ဆိုတဲ့သဘောကိုပြောတာပေါ့ဗျာအဲ့တော့ကွဲနေအဲ့ဒါတစ်ချက်နောက်တစ်ချက်က concrete အပူချိန်က35မဟုတ်ဘူး33ပဲဆိုပါတော့33ပဲဆိုလို့ရှိရင်လည်း dehydration မဖြစ်တော့ဘူးလားဆိုတော့မဟုတ်သေးဘူးတဲ့ဒီမှာတော့ထည့်နေထားဘူး33ဖြစ်နေလို့ရှိရင်အပြင်ကအပူချိန်ကအခုအပြင်မှာ39တော့မဟုတ်40ရှိတယ်အဲ့တော့အပြင်ကအပူချိန်နဲ့39ဆိုရင်အပြင်ကအပူချိန်နဲ့33နဲ့ပေါင်းလိုက်ပါ
ပေါင်းလိုက်ပြီးတော့နှစ်နဲ့စားလို့ရှိရင်35တဲ့ကြုံနေမယ်ဆိုရင်လည်းအဲ့ဒါဆိုရင်လည်း dehydration ဖြစ်မယ်တဲ့အဲ့ဒါကိုအင်္ဂလိပ်လိုတော့ temperature deficit လို့ခေါ်တယ်တဲ့အဲ့ temperature deficit ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအခုမြန်မာနိုင်ငံမှာကမ္ဘာအပူဆုံးနိုင်ငံတွေမှာပါနေတဲ့ခါကျတော့ကျွန်တော်တို့ကအပူကျန်39 40ဖြစ်နေတယ်မင်းဘူးဆိုရင်42လားမသိဘူး41လားမသိဘူးအဲ့တော့39ပဲထားလိုက်ပါတော့ဗျာ39နဲ့ခုန33နဲ့ပေါင်းလိုက်လို့ဆိုရင်ကျွန်တော်တို့80ကျော်သွားပြီပေါ့နော်80ကျော်သွားရင်နှစ်နဲ့ဆိုင်35ကျော်သွားပြီဆိုရင်ကျွန်တော်တို့ဖြစ်အောင်ဖြစ်အောင်ပါပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကကွန်ကရစ်ပူခြင်းရလဲအခုချိန်မှာစိုက်တဲ့ကွန်ကရစ်ကိုလာတိုက်လိုက်အနည်းဆုံး33လောက်ကတော့ရှိနေတယ်ဗျတဲ့အပြင်ကပူခြင်းရလဲ39ကြီးမပူပါနဲ့36လောက်ပဲပူပါကျွန်တော်တို့ကွန်ကရစ်က33ဖြစ်နေလို့30လောက်ပဲပူပါ39နဲ့33ပေါင်းမှနှစ်ခုပေါင်းမှ35မကျော်မှအဲ့လိုပြောလို့မရဘူးဒီသဘာဝတရားကြီးကိုတားဆီးလို့မရဘူးသဘာဝတရားကလည်း39တဲ့ရော့ပါလို့ပြောလို့မရဘူးဒီချိန်မှလာတဲ့ကွန်ကရစ်ကလည်းသူ33ချော်တာသူ့မှာအပြစ်မရှိဘူးသူကဥပဒေကတတ်မှတ်ထားတယ်သူ35မကျော်ရင်သူကပေါင်းဝင်တယ်သူ33ချော်လာတာကိုကျွန်တော်ကများတယ်တော့ပြောလို့မရဘူးအဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်ကြမလဲဘယ်လိုမှလုပ်လို့မရဘူးလုပ်လို့မရတော့ကျွန်တော်အဲ့ဒီပြဿနာကြောင့်အခုစိုက်ထဲမှာဘယ်လိုပဲလောင်းအကြောင်းတွေပေါ်တော့ white တွေပေါ်တယ် fat တွေပေါ်တယ်အကြောင်းတွေပေါ်တယ်ဟန်နီကုန်းတွေပေါ်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြစ်တဲ့နည်းနဲ့ကာကွယ်မှုရှိပါတယ်အဲ့ဒါကတော့ကာကွယ်မှုပိုင်းလေးဆက်သွားတာပေါ့နော်အဲ့ဒါကာကွယ်မှုပိုင်းဆက်သွားမယ်ဆိုတော့ပထမဆုံးလိုက်နာမယ်အပိုင်းလေးရှိပါတယ်နံပါတ်5ပေါ့ initial setting time နဲ့ final setting time ကိုနားလည်ဖို့လိုပါတယ်တဲ့ initial setting time နဲ့ final setting time ကိုနားလည်ဖို့လိုပါတယ်ဆိုတော့သူက initial setting time ကကျွန်တော်တို့လက်ရှိ latest ထုတ်ပြန်ထားတာ45မိနစ်အဲ့တော့ဘလို့အကြောင်းအရာမျိုးနဲ့ဖြစ်ဖြစ်ဘလို့ကိစ္စမျိုးနဲ့ပဲဖြစ်ဖြစ်ဘလို့ method နဲ့ပဲလောင်း method statement နဲ့ပဲလောင်းကိုယ့်ရဲ့ site ရှိကိုရောက်လာတဲ့ AG က executor ကားရဲ့ config ကို45မိနစ်အတွင်းမှာအပြီးလောင်းပေးရမယ်အဲ့ဒါဆိုရင်အပေါ်ကပြဿနာတွေပေါ့ဗျာ temperature ပြဿနာတွေအများဆုံးဖြေရှင်းနိုင်တယ်။ဘာကြောင့်ဖြေရှင်းနိုင်လဲဆိုတော့သူက45မိနစ်မှာလောင်းလိုက်တဲ့အတွက်သူက temperature difference ဖြစ်ခွင့်မပေးတော့ဘူး။သူ့ကိုအပြင်ကအပူချိန်နဲ့ကွန်ကရစ်အပူချိန်ကိုရောသမပြီးတော့ temperature difference ဖြစ်ခွင့်မပေးတော့ဘဲနဲ့ direct တစ်ခါတည်းကိုသူ့ရဲ့မူလအပူချိန်တိုင်း33 34အတိုင်းအန်ကွက်ထဲကို forward ထဲကိုတန်းပြီးတော့ဖြစ်နိုင်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့်အကြောင်းပြတဲ့တစုံတရာဘာမှပြလို့မရဘူး55မိနစ်လမ်းအောင်စီစဉ်ထားရောက်တာနဲ့လမ်းအောင်လောင်းနိုင်အောင်စီစဉ်ထားနိုင်ရတယ်နောက်ပြီးတော့ final setting time ကတော့ maximum 10 hour ဖြစ်ပါတယ်အဲ့တော့ maximum 10 hour ဖြစ်တဲ့အတွက်သူကအဲ့ဒီ maximum 10 hour အတွင်းမှာလည်းကျွန်တော်တို့ကထိန်းသိမ်းဆောက်ရှောက်ရမယ့်တာဝန်တွေရှိတယ်တချို့ကနမူနာပြောပြဥပမာပေါ့ဗျာည9နာရီမှာလောင်းလို့ပြီးသွားတယ်ပေါ့ည9နာရီမှာလောင်းလို့ပြီးသွားတဲ့ခါကျတော့အင်ဂျင်နီယာလည်းအိမ်ပြန်အိပ်ပြီးတိုက်ကလည်းလုံုံကြီးကတကားတော့ခတ်လိုက်ပြီအဲ့တော့9နာရီကနေပြီးတော့10နာရီသူပြောတဲ့ final set time ကိုထည့်ပေါင်းလိုက်ပြီပေါ့နော်အဲ့တော့9နာရီမှာပြီးသွားတဲ့ဥစ္စာကကျွန်တော်နောက်ထပ်10နာရီထည့်ပေါင်းလိုက်လို့ရှိရင်မနေ့9နာရီပေါ့မနေ့9နာရီကျတော့ final set time ပြည့်နေမနေ့9နာရီရောက်တော့မှပဲ site engineer ရောက်လာပြီးတော့ site engineer ကနုံကြနဲ့အလုပ်လုပ်ပါတယ်မနေ့9နာရီကိုရောက်ပြီးတော့ QRN လုပ်ခိုင်းတယ် QRN လုပ်တယ်ဒါပေမဲ့နောက်ကျသွားတယ်နော်
သူကဘာကြောင့်လဲဆိုတော့ရေးထားတယ် before set crack and after set crack set ဆိုတာ before set crack final set နိုင်စင်နာမတိုင်ခင်မှာကျွန်တော် crack မဖြစ်အောင်ကာကွယ်ရမှာရှိတယ်လို့ after set crack ဆိုတာကအဲ့ဒီစင်နာနောက်ပိုင်းနောက်ထပ်စင်နာနောက်ထပ်စင်နာနောက်ပိုင်းနောက်ထပ်ရပောင်းအတိုင်းအတာတစ်ခုအထိကို crack ကိုကာကွယ်ရမှာဖြစ်ရှိတယ်ရေးထားအဲ့တော့ final set နိုင်စင်နာအတွင်းမှာကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီကွန်ပျူတာမကောင်းနိုင်တော့အဲ့တော့ည9:00မှာပြီးတဲ့ဥစ္စာကိုဘုရားကောင်းတဲ့စိုက်ကြီးများမနေ့9:00လာပြီးဒီကောင်းလဲမပြီးတော့ညဘက်ကြီးမို့လို့မလောင်းတော့ဘူးဆိုတော့လဲအဲ့ဒါလဲဒီ POU မသိလို့အဲ့တော့ final set တိုင်းဆယ်နိုင်အတွင်းမှာလောက်ရမယ့်ချက်တွေရှိတယ်နော်ဟုတ်ပြီအဲ့တော့သူအိုင်နဲ့ပေါင်းပြီးတော့အဲ့ဒီအကြောင်းလေးကိုပြောပြအဲ့တော့ကျူအိုင်ပေါ့နော်ကျူအိုင်ဆိုတာတော့ loss of moisture concrete တဲ့ loss of moisture တွေ concrete ရဲ့ရေဆုံးရှုံးတာမဟုတ်ဘူးရေကူးရင်ငွေတွေပဲဆုံးရှုံးတာအဲ့ဒီရေကူးရင်ငွေတွေဆုံးရှုံးဖို့ကကာကွယ်ဖို့အတွက်ကိုကျူအိုင်ဆိုတဲ့စကားလုံးကိုသုံးထားတယ်အဲ့တော့ကျူအိုင်ကတော့ဒီထားတာကတော့အနည်းဆုံး9ရက်တကယ်တမ်းကောင်းတာကတော့14ရက်လို့ဒီထားအဲ့တော့အနည်းဆုံး9ရက်ဆိုတဲ့အကြောင်းအရာနဲ့စပြောကြဘူးနော်အနည်းဆုံး9ရက်စပြောကြဆိုရင်ခုနပြောတဲ့ AT တိုင်းရောက်လာတော့45မိနစ်အတွင်းမှာပြီးလောင်းလိုက်တယ်အဲ့ဒီလောင်းပြီးတဲ့အချိန်ကစပြီး10နာရီအတွင်းမှာbefore set crack ပေါ့နော် setting တိုင်းမတိုင်ဘူး10နာရီ7မိနစ်မတိုင်မှာ crack လေးတွေကတော့ဘယ်လို crack တွေပေါ်လဲဆိုတော့ဒီကောင်လေးတွေလိုပေါ်တယ်အစင်းစင်းလေးတွေအစင်းစင်းလေးအတုံးလေးတွေပေါ်ဒီကောင်တစ်ကောင်နဲ့တစ်ကောင်နဲ့အဲ့လိုထပ်ပြီးတော့ပေါ်တယ်အကြောင်းလုံးပေါ့အစင်းလေးတွေပဲပေါ်တယ်အဲ့ဒီနောက်ပိုင်းထပ်ပြီးတော့ထိမ့်သိမ့်မှုမရှိရင် after set crack ကြတော့အဲ့လိုမဟုတ်တော့ဘူးပင့်ကူအိမ်လိုပဲဖြာပြီးတော့အကြောင်းတွေကဖြာပြီးတော့ထွက်လာပင့်ကူအိမ်လိုနောက်ပြီးတော့ဟောပေါ့ကျင်းချင်များတို့လိုအဲ့လိုမျိုးဖြာထွက်လာပေါ်ကဒီကောင်လေးတွေပဲအတုံးလေးတွေပဲပေါ်တယ်အဲ့တော့အတုံးလေးတွေပေါ်ရင်ဒီ site ဒီ final set နိုင်ကာလမှာထိမ့်သိမ့်ဆောက်ရှောက်မှုမရှိဘူးဆိုတာအဖြစ်ထွက်ကျယ်လေးတွေပေါ်လာပြီဆိုရင်တော့ကျယ်ငါးလေးတွေ jellyfish လေးတွေပေါ်လာပြီဆိုရင်တော့စင်နိုင်နောက်ပိုင်း9ရက်14ရက်အတွင်းမှာလည်းကာကွယ်မှုမရှိဘူးဆိုတာပေါ်လာပြီပေါ့နော်အဲ့တော့ဒီနှစ်ခုစလုံးရဲ့အပြောမခံမှုအတွက်ကိုပထမဆုံး45မိနစ်ပြီးရတယ်ဘာလို့ရမလဲဆိုတော့ plastic fiber ဆက်ပို့ရရင်အုပ်တာပေါ်နေရှိရင်အုပ်ပြီးလို့ရှိရင်အဲ့ဒီ plastic အကြီးလေးကိုတာပေါ်နေပို့ရနေပြီးတော့ရေပေါက်သွားပြီးဖြန်ပြီးနော်စသဖြင့်အဲ့လိုလုပ်ရတော့မယ်နော်အဲ့ဒါကာကွယ်ရမယ်သူကအပေါ်က harden state ကိုရောက်သွားပြီးနောက်ရက်ကြာလို့ရှိရင်တော့တာပေါ်နေနဲ့ plastic ကိုဆွဲခါပြီးတော့ရေပြန်ဖြန်းမယ်တကယ်လို့အရန်နေပူချိန်ကအရန်ကို celsius ကတက်ပြီး7အထက်မှာရှိနေတယ်ဆိုရင် plastic ပြပြလေးပြန်အုပ်ထားမယ်စသဖြင့်ပေါ့နော်အဲ့တော့3ရက်ကြော်ပြီးသွားရင်တော့ခွာထားလို့ရတယ်ပေါ့3ရက်အတွင်းမှာတော့ခုနလိုပဲတီးချတာကိုပြီးကဆိုင်လုပ်နေရမှာပေါ့နော်အဲ့တော့အနည်းဆုံး9ရက်တိတိလုပ်ထားရမယ်နော်နေအောင်နဲ့ဓာတ်ရမထိတွေ့အောင်ခုနတချို့ကြတော့လဲ plastic ဒီပါလဲမရှိဘူးတာပေါ်လည်းမရှိဘူးချို့တဲ့ site တွေဆိုလို့ရှိရင်ဂုံကြီးအိတ်တွေပေါ့နော်ဟိုကျွန်တော် site တစ်ခုကိုကျွန်တော်ရောက်ပြီးတော့ကျွန်တော်တော်တော်လေးသဘောကျသွားသူက plastic လည်းမရှိဘူးတာပေါ်လည်းမရှိဘူးတဲ့အဲ့တော့ဒီဆွဲအုပ်ဖို့ကလည်းလူမလည်းအများကြီးမရှိဘူးတဲ့အဲ့တော့ဂုံကြီးအိတ်ကိုစံတဲ့တဲ့ကိုတိလို့ဟာမျိုးပေါ့ဗျာဂုံအိတ်ကိုသူကဖြန့်လိုက်တယ်ဂုံကြီးတိတ်ဆိုလို့ရှိရင်ဟိုဇပွဲတွေမှာခင်းတဲ့ဖြတ်ချက်စာတော့ရှိတယ်သူကအဲ့ဒီ slab ပေါ်မှာအဲ့ဒီဂုံကြီးကလေးတွေကိုတစ်ခုနဲ့တစ်ခုထောက်မှတော့ချပြီးတော့အဲ့ဒီဟာလေးတွေအကုန်ဆောက်ခင်းထားတယ်အရုပ်တွေကြည့်လိုက်ရင်တော့ဇပွဲလေးရောက်သွားလို့ပဲကျွန်တော်ထင်ရတယ်ဆွေးကြည့်ပေါ်တက်လိုက်တော့ဟာဇက်သမင်းနဲ့ရောက်တော့လားမသိဘူးဇက်သမင်းမှာဖြာလေးခင်းထားတယ်လို့ပဲသူကလုပ်ထားတာဒါပေမဲ့သူ slab က14ရက်လောက်ကြာတဲ့ခါမှာဒီကိုလေးတွေကုန်ဖက်ပြီးတော့ဆက်လိုက်တဲ့ခါမှာအကြောင်းလုံးဝမရှိဘူးကိုလေးကအစိုးရကိုပုံထိန်းနိုင်တယ်သူကအဲ့ကိုလေးကလေးကဖြတ်ပြီးခင်းထားတော့လောက်ရတယ်လေ
တင်ရတာလည်းလေနော်အဲ့လိုမျိုးဒါကတော့မိမိဖြစ်သက်သလိုကိုယ့်ရဲ့ကျွမ်းကျင်လိမ္မာသလိုလုပ်ပါအဲ့တော့အခုနောက်ပိုင်းကတော့ဒီမှာရေးထားပါတယ်ကျွန်တော်တို့အမှန်တပူပြင်းတဲ့ဂျာတူဥတွေမှာတော့ကျွန်တော်တို့က14ရက်လောက်ပြောရင်လုပ်တင်တယ်နော်14ရက်လောက်လုပ်တင်9ရက်နဲ့မလုံတော့အကြောင်းပူပြင်းတယ်အဲ့တော့အပူဆုံးတိုင်းပြည်တွေမှာလည်းပါနေတဲ့အတွက်ဒီ temperature ကြောင့်ကျွန်တော်တို့ဒုက္ခတွေရောက်နေကြပေါ့ဗျာအတခါအခုဖြစ်လာတယ်နော်ဖြစ်လာပြီဆိုတော့ကဒီ forward တွေဖြုတ်တဲ့ကိစ္စနဲ့ပတ်သက်လို့အမှားမှအရင်းအမြစ်တွေရှိနေတဲ့အတွက်အခုအတိအကျပေါ်ပြထားတယ်ကျွန်တော်တို့ကတဲ့3ရက်နဲ့ဆက်တက်တဲ့ conflict နဲ့လောင်းတာကျွန်တော်တို့က9ရက်နဲ့တက်တဲ့ဆက်တက်တဲ့ conflict နဲ့လောင်းတာပြောပြီးတော့ forward တွေအစိုးရဖြုတ်တယ် forward တွေကိုအစိုးရဖြုတ်တယ်ဘာကြောင့်ဖြုတ်လဲဆိုတော့အပေါ်မှာနောက်တစ်ပြင်ရိုက်ချင်နေနောက်တစ်ပြင်စားလိုက် forward တွေ forward တွေမရှိဘူးအောက်ကဖြုတ်မှပဲရိုက်လို့ရမှာလေအဲ့တော့အဲ့လိုအကြောင်းပြပြီးတော့3ရက်နဲ့ဆက်တက်တဲ့9ရက်နဲ့ဆက်တက်တဲ့ဆိုတာကို level တွေပြပြီးတော့ဖြုတ်ခိုင်းနေအခုအဲ့ဒါလက်မခံပါဘူးနော်လက်မခံဘယ်လောက်ပဲဆက်တက်ပြီးဖြစ်စေမတက်ပြီးဖြစ်စေမိနီမထားမယ် slack အတွက်မိနီမထားမယ်က14ရက်ပါဒီနေ့အတွက်ထားမယ်က21ရက်ပါနော်အဲ့တော့ငလေထုတ်ပြီးတဲ့အချိန်မှာအဲ့လို3ရက်နဲ့တက်တဲ့ span လို့တပတ်နဲ့တက်တဲ့ span တွေလုပ်ပြီးတော့ forward to solve ပြီးထုတ်တဲ့စောက်တွေအကုန်ကြည့်လိုက်ပါပုံမှန်အတိုင်းရက်ကြည့်ထားတဲ့ flat တွေစောက်တွေကြည့်လိုက်မှုအလွန်နည်းပါနော်အဲ့တော့နောက်တစ်ဆင့်ထပ်ပြီးတော့ရေးထားတယ် if sensitive slats sensitive ဆိုတာဘာလဲဆိုတော့မီဂါဘင်းနဲ့မီဂါဘင်းဆိုတော့မီဂါဆိုတော့တင်စားတာပေါ့ကြီးတဲ့အရာကြီးမှများအောင်မီဂါလို့ခေါ်တယ်မီဂါဘင်းမီဂါကောလန်စသဖြင့်တင်စားပြီးခေါ်တဲ့ဟာတွေတော့မီဂါဘင်းမီဂါကောလန်တွေဆိုတော့မီဂါလို့သတ်မှတ်တာပေါ့ဗျာအရန်ကြီးတဲ့ဘင်းအရန်ကြီးတဲ့ကောလန်ပေါ့ဒါပေမဲ့ခုဒါကတော့ဒီ case မှာတော့ forward case ဖြစ်တဲ့အတွက်ဘင်းကိုဆိုလိုတာပါဘင်းကြီးတွေပေါ့စပန်အရရှိတဲ့ဘင်းတွေကပေ30တဲ့ကျော်တဲ့ဘင်းတွေဆက်အရန်ကြီးတဲ့ဘင်းတွေဆိုလို့ရှိရင်သူက21ရက်နေတော့မလုံလောက်ပါဘူးတဲ့ဘင်းတွေက28ရက်မှလုံလောက်ပါတယ်တဲ့ slab အကျယ်ကြီးတွေ possession slab တို့ကျွန်တော်တို့ flat slab တို့ slab အကျယ်ကြီးတွေဆိုလို့ရှိရင်လည်း21ရက်မှလုံလောက်ပါတယ်တဲ့အရင်လို14ရက်နဲ့မလုံလောက်ပါဘူးတဲ့ဘာကြောင့်လဲအကြောင်းပြချက်ကတော့ SH post ကို shock ကိုပြောတယ် shock ဆိုတာတော့ရုတ်တရက်တာဝန်ထမ်းဆောင်ခြင်းကိုသိတယ်ရတယ်မြန်မာတို့က shock ဖြစ်တယ်ဆိုတော့လန့်တာမြန်မာပြည်တော့လန့်သွားတာပေါ့အဲ့ဒါလန့်တာနဲ့ရုတ်တရက်တာဝန်ထမ်းဆောင်ခြင်းနဲ့ဘယ်လိုပတ်သက်လဲလို့ကျွန်တော်ရှင်းပြအဲ့တော့ခုနမီဂါဘင်းကိုကျွန်တော်က forward တွေဖောက်ထားတယ်ပုံမှန်ဘင်းကတော့27မှာဖြုတ်တယ်သူလည်း27မှာရောဖြုတ်လိုက်လို့ရှိရင်သူကရုတ်တရက်သူ့ရဲ့ခံနိုင်အားတော့ဆွဲရတော့တက်နေပြီတက်နေပြီမဲ့တကယ်တမ်းကျတော့သူ့ရဲ့ဒီအထဲမှာဓာတ်ပြုပြောင်းလဲခြင်းကမပြီးဆုံးသေးပါဘူးကွန်ကရစ်ဖန်သမျှအားလုံးဒီဘာဆွဲပဲထည့်ထားတဲ့တာဘာ chemical ပဲထည့်ထားတဲ့တာဘာ emitter ပဲထည့်ထားတဲ့တာနော်သူကဒီဆွဲရ99.999တက်နေတော့ညာလေ28ရဲ့အထိဓာတ်ပြုပြောင်းလဲခြင်းကမပြီးဆုံးသေးပါဘူးဓာတ်ပြုပြောင်းလဲခြင်းမပြီးဆုံးသေးဘူးပေါ့နော်အဲ့တော့ဓာတ်ပြုပြောင်းလဲခြင်းမပြီးဆုံးသေးတဲ့အတွက်သူကရုပ်တရက်အောက်ကဓာတ်ကိုထုတ်လိုက်လို့ရှိရင်သူကတက်တစ်ပြက်သူကတောင်းဝင်ခန်းဆောင်လိုက်ရတဲ့အတွက်သူကသာတင်လို့အဲ့တော့နောက်တစ်ပြက်တောင်းဝင်ခန်းဆောင်လိုက်ရတဲ့အတွက်ရုပ်တရက်အဲ့ဒီဘင်းကလန့်သွားတယ်လန့်ပြီးတော့
အင်္ဂလိပ်ဆိုခက်ကလေးဖြစ်သွားနိုင်တယ်နော်ဒါလေးသိထားဖို့လိုပါတယ်အဲ့တော့ concrete ဘယ် concrete မဆို28ရဲ့အတွင်းမှာမျက်စိနဲ့မမြင်ရတဲ့အတွင်းထဲမှာဓာတ်ပြီးပြောင်းလဲမှုတွေကြံ့နေတယ်ဆိုတဲ့အတွေးခေါ်လေးကိုထည့်ထားမယ်ဆိုရင်တော့ဒါလေးကိုနားလည်ပါလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကရုပ်တရက်အင်္ဂလိပ်ဖြစ်သွားပြီးတော့မမြင်ရတဲ့မျက်စိနဲ့မမြင်ရတဲ့ hair crack လေးဖြစ်သွားခဲ့တကယ်ငလျင်လှုပ်တဲ့အခါကျရင်အဲ့ဒီဘက်ကနေမှစပြီးတော့ပြိုပါတယ်ဒါလေးသိဖို့လိုပါတယ်နော်နောက်တစ်ခုမြန်မာပြည်မှာတော့တတ်ခဲတယ်ပေါ့ဗျာဒါပေမဲ့အခုမကြခင်အကုန်လုံးစမ်းရမှာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကကိုလောင်းတဲ့ concrete ထဲမှာလေပါဝင်မှုနှုန်းကိုစိုက်တာလေပါဝင်မှုနှုန်းကတော့ပုံမှန် concrete ပေါ့နော်ပုံမှန် concrete ကတော့6%ပါသူ့ရဲ့ volume ရဲ့6%ပါအဲ6%ကတော့ plus or minus နှစ်ပိုင်းတစ်ပိုင်းရာခိုင်နှုန်းအတူလျှော့ရှိလေခွင့်ပြုလို့ရနော်အဲ့ဒါဆိုအောင်တယ်ပေါ့ဗျာအဲ့တော့အဲ့ဒီလေပါဝင်မှုနှုန်းတော့ဘာအရေးကြီးလို့လဲဘာအရေးကြီးလို့လဲဆိုတော့အဲ့ဒါလေးကျွန်တော်ပြောပြမယ်ကျွန်တော်တို့ concrete ကိုစပေါ်တဲ့ကရေဆိုတဲ့အရာဖြစ်ပါအဲ့ဒီရေဆိုတဲ့အရာဝတ္ထုကအတော်လေးထူးဆန်းတယ်ကမ္ဘာမှာရှိမြအရာအလုံးနဲ့ဆန့်ကျင်တယ်ကမ္ဘာမှာရှိတဲ့အရာအလုံးနဲ့ဘာဆန့်ကျင်လဲလို့မေးလို့ရှိရင်သူကကျန်တဲ့အရေးတွေအကုန်လုံးကျန်တဲ့အရေးတွေအကုန်လုံးကျန်တဲ့ material တွေအကုန်လုံးဒီခဲဝိုင်းကျုံသွားရေကခဲဝိုင်းဘောလုံးကြီးသွားအဲ့ဒါကမ္ဘာပေါ်မှာအကြီးဆုံးအရာတစ်ခုပဲအဲ့တော့ concrete ဖြော်တွေက water cement ratio ဆိုပြီးတော့ 0.4 0.45 0.5 နဲ့ဖြော်ကြတာလေဒီအများကြီးပါတာပေါ့ concrete ထဲမှာအဲ့ဒီတွေကလည်း concrete ခဲတို့ပဲလိုက်ခဲသွားတာပဲ concrete ခဲတို့လိုက်ခဲသွားတာခဲသွားတဲ့ခါကျတော့သူ့ဘောလုံးကရေမော်လီကျူးလေးတွေရေအတန်လေးတွေရေလုံးလေးတွေကခဲသွားတော့အကောင်ဖားသွားကောင်ကြီးသွားတဲ့ခါကျတော့သူ့ဘေးမှာနေရာလုတ်ကလေးရှိမှသူကအကောင်ကြီးလို့ရမှာဒီကငကိုရီးကကြက်နေသူကြီးလို့မရအောင်ကြက်နေ concrete ကိုသူထိုးခွဲမှာအဲ့ဒါကြောင့်ရှိမှ concrete ထဲမှာ air content က 6% အနည်းဆုံးရှိနေရတယ်အဲ့ဒီအကောင်ကြီးသွားတဲ့အတွက်အဲ့ဒီခုန percent ရှိတဲ့နေရာလေးမှာတော့ဝင်သွားတော့ကွက်တိပဲအဲ့တော့ပြန်ပြောမယ်ကျန်တဲ့အရေးတွေကျန်တဲ့ material တစ်ကမ္ဘာလုံးမှာရှိတဲ့အားလုံးဒီခဲရင်ကျုပ်ဒီကခဲရင်ပွားအဲ့ဒါကြောင့်ဒီပါဝင်မှုကိုနိုင်ငံတကာမှာစမ်းတယ်ဒီမှာတော့အခုမစမ်းသေးဘူးဒါပေမဲ့စမ်းစရာလည်းအခုချိန်မှာတော့မလိုသေးပါဘူးเนาะမလိုသေးပါဘူးပြဿနာမရှိဘူးဒါပေမဲ့အားလုံးသိအောင်ဒီ knowledge တွေကို share ပေးတာဟုတ်ပြီအဲ့တော့ကျွန်တော်ခုနပြောတဲ့အချက်တွေကလက်ရှိဖြစ်ကာလမှာဖြစ်ပြနေတဲ့ဒီတိနဲတဲ့အချက်တွေကိုကျွန်တော်ဒီမောင်းထုတ်ပြပေးတာအကြောင်းလေးမဖြစ်အောင်ဖန်တီးပေးတာเนาะသတိထားဖို့အချက်ထုတ်ပြအဲ့တော့ကျွန်တော်တို့တခြားအချက်တွေရှိသေးတယ်တခြားအချက်တွေကဘာလဲဆိုတော့ဒီထားတယ်မိမိရဲ့ကိုယ်ပိုင် common sense နဲ့ကိုယ်ပိုင် common sense နဲ့လည်း physical property ကိုစစ်ပါတဲ့ common sense နဲ့ physical property ကိုစစ်ရမယ် concrete ရဲ့အရောင်ကြည့် concrete ရဲ့အနံ့ကိုနားကြည့်မျက်စိနဲ့အနေထားကိုလေ့လာဒါ concrete ကောင်းတဲ့ concrete ပို့ရတာဆိုတာ mechanical ဆိုတာခုနမိုးတုံးကိုဆက်မှာခွဲတာ chemical composition ဆိုတာတခုခုဖြစ်လာခဲ့ရင်
ဒီ concrete ထဲမှာဘယ်ချင်းမလားဘယ်လိုမျိုး emitter တွေထည့်ပြောလိုက်တယ်ဘယ်လိုစီးမံကိုတုံးတယ်လဲဘယ်ကပဲကိုယူပြီးတုံးတယ်လဲဘယ်က fine aggregate concentrate ကိုယူပြီးတုံးတယ်လဲဘယ်နေရာကရေကိုယူပြီးတုံးတယ်လဲအဲ့ဒီအထိကျွန်တော်တို့ကလေ့လာတော့အဲ့ဒါ chemical composition ပြီးလို့ရှိရင် mass destructive test ဆိုတာကသဘောဝင် hammer test လိုဟာမျိုးစစ်ကြည့်ရနောက်ပြီးတော့ crack တွေကိုလေ့လာဒီကောင်လို crack တွေလားပင်းကူလို crack တွေလားပြင်းချင်များလို crack တွေလား before set crack လား after set crack လားဒါတွေလေ့လာနောက်တစ်ခါ waterproofing ထည့်လောင်းရမယ့် case တွေမှာ waterproofing ထည့်လောင်းခဲ့ရလားဟုတ်ပြီအဲ့ဒါအကုန်လုံးမိမိရဲ့ commercial နဲ့စစ်ဆေးနိုင်ရမယ်စစ်ဆေးပြီးလို့ရှိရင်လည်းခက်ကတော့တွေ့မှာပဲမတွေ့မရှိတွေ့မှာပဲတွေ့တဲ့ခက်တွေကိုလုံးဝညနေလွဲကဲပြစ်ထားလိုက်ပြီးတော့တော့ပင်လောင်းလိုက်ရင်အကုန်လုံးပျောက်သွားမှာပဲ plaster ချောလိုက်အကုန်ပျောက်သွားမှာပဲတတိမလာရင် plaster ချောထားလိုက်တတိလာလို့ရှိရင်ဒီခက်က concrete structure တိုင်းခက်ဖြစ်တာပဲနားလည်အောင်ရှင်းပြလိုက်အဲ့လိုလုပ်လို့မရပါဘူးအဲ့ခက်ကြီးကတော့ပင်မလောင်းရင် plaster မချောခင်မှာကျွန်တော်ကြည့်တင်ရမှာဖြစ်ပါတယ်ဘာကြောင့်ကြည့်တင်ရမှာလဲပေါ့ဘာရေးကြည့်လို့လဲပေါ့ဒီနေရာကရေချိုးကနေရာလည်းမဟုတ်ဘူးရေသုံးမဲ့နေရာလည်းမဟုတ်ဘူးဒီနေရာအေကန်ဘာအတွက်ဒီဘက်ကိုပြည်ပြင်ရမှာလဲမေးတာလို့ဆိုရင်အဖြေတစ်ခုရှိပါတယ်ရေချိုးကနေရာလို့ဆိုရင်တော့ spelling case ဖြစ်ပါတယ် SPALLING spelling ပေါ့နော်အဲ့ဒီ spelling case ဆိုတာကတော့ကြိုက်တဲ့ Google တို့ကြိုက်တဲ့ဟိုပေါ့ AI တို့ကြိုက်တဲ့နေရာကြိုက်ပြီးတော့ spelling case ကိုကြိုက်ပြီးတော့ concrete spelling case ကိုကြိုက်ပြီးထည့်လိုက်လို့ရှိရင်အဲ့ဒါပေါ်လာလိမ့်မယ်သူကဘာလဲဆိုတော့ခုနအကြောင်းလေးရတယ်ပြီးတော့ဒီချုံကဆိုအကြောင်းလေးရတယ်ပြီးတော့ဒီစိမ့်ပြီးတော့နောက်ဆုံး select ရဲ့ fighter ဒီရဲ့ fighter အောက်ခြေ fighter မရှိတဲ့ရေတွေကအောက်ခြေ fighter မှာစုပြီးကြာတဲ့ခါကျတော့အောက်ခြေ fighter မှာရှိကတ်နေတဲ့တန်ကြောင်းတွေတန်ကြီးတက်ပြီးတော့တုံးကအားနဲ့တန်ကြီးတက်ပြီးတုံးကအားနဲ့ concrete အောက်ကအချက်ပါကြတယ်အဲ့တော့တချို့အဆောက်အဦတွေစက်တန်းဘာမှမရှိသေးဘူးနည်းနည်းချက်ကခွာလိုက်တာနဲ့အဲ့ဒီအောက်က flat က fighter တွေက concrete တွေခွာကြငါးရိုးတွေလိုပဲတန်တကာတွေကမြင်နေရအဲ့ဒါအင်္ဂလိပ် spelling case ကိုခေါ်တယ်အဲ့ spelling case ဖြစ်ပြီဆိုရင်တော့အဲ့ဒီအင်္ဂါဘာတန်ဖိုးမှမရှိတော့ပြင်လို့လည်းအလွန်ခက်ပါတန်ဖိုးမရှိတော့တန်ဖိုးမဲ့သွားတယ်အဲကြောင့်နောက်တစ်ခုတန်ဖိုးမဲ့တဲ့အပြင်အဲ့ဒီရဲ့ life span ဆိုတာအဲ့ဒီအင်္ဂါတက်တန်းကလည်းမူလ260ခံမဲ့တက်တန်းကတော့240လောက်ပဲခံတော့ကဲဟုတ်ပြီအဲ့ဒါငလေမလုံးပါငလေလုံးလိုက်လို့ကတော့ခုနလို spelling case မဟုတ်ဖြစ်စေခက်တွေကိုမပြင်မဲနဲ့တော့ပင်လောင်းခဲ့တဲ့အိမ်တွေအကုန်လုံးကတော့အခုအကုန်ကွဲတာပဲဒီနဲ့ကွဲတယ်စလက်နဲ့ကွဲတယ်ကော်လန်နဲ့ကွဲတယ်အကုန်ကွဲတာပဲเนาะအဲ့ဒါကြောင့်ခက်တွေကိုတိတိကျကျစနစ်ကျပြင်ရမယ်ပြင်တဲ့အခါမှာကျွန်တော်တို့ကဒီဘောက်စီ injection ထိုးရတာမျိုးလည်းရှိပါတယ် pressure drop လောက်ရတာလည်းရှိပါတယ် membrane ကရတာလည်းရှိပါတယ်အများကြီးရှိပါတယ်เนาะအဲ့ဒါတွေကတော့ဒါကတော့ကျွမ်းကျင်တဲ့အဖွဲ့ကိုအပ်ပြီးတော့လုံးဝမှာဖြစ်ပါတယ်အဲ့တော့တန်ကြောင်းကလည်းအခုဆရာကြီးတဲ့ဒိုင်မီတာတွေရော့တယ်ဘယ်လိုလုပ်ရမလဲတဲ့ဒိုင်မီတာတွေရော့တယ်တဲ့ဘာမှလည်းလုပ်ချင်မလို့ကြိုက်တော့ရော့ဘယ်လောက်ရော့ကျွန်တော်လိုချင်တဲ့တာ16 mm ဆိုပါတော့16 mm တကယ် standard 16 mm standard မှတစ်ခုတည်းတမီတာမှာဘယ်လောက်ခွေကြီးရှိလဲဆိုတာကိုကြိုက်တဲ့
ကိုကဒီစိုက်ကနေမေးလို့ဆိုတော့ဖြည့်ပေးလိုက်တမီတာမှာရှိတဲ့16 mm ရဲ့တမီတာမှာရှိတဲ့ KG ကိုဖြည့်ပေးလိုက်အဲ့ဒီရတဲ့အဖြေကိုကိုကဘာတွေ့ရမလဲဆိုတော့94ရာခိုင်နှုန်းပြန်ပြောင်းတွေ့ရအဲ့ဒီအဖြေကို94ရာခိုင်နှုန်းပြန်တော့နည်းနည်းကျော့သွားအဲ့ဒီကျော့သွားတဲ့ data နဲ့စာရေးပေးလိုက်အဝဲတော့အဲ့ဒီကျွန်တော်အခုရေးပေးတဲ့တမီတာမှာရှိတဲ့အဲ့ဒီ KG ရှိတဲ့တန်ဝယ်ခဲ့ပါလို့မှားလိုက်အဲ့ဒီတဲ့ပုံရင်ရတယ်အဲ့ဒီအောက်ကိုမရော့နဲ့ကိုဝယ်ခိုင်းတဲ့တန်ကြောင်းရဲ့ diameter ကိုမပြောနဲ့ကိုဝယ်ခိုင်းတဲ့တန်ကြောင်း diameter နဲ့ကိုကြည့်ပါစေကိုက16လို့ကျင်နေဆိုရင်16ကိုကိုကနေတော့တိုက်တဲ့နေရာရှာတမီတာ16 mm တမီတာ KG ရပြီအဲ့ KG ကို60လိုက်40လိုက်လို့တွက်ပြီးတော့အဲ့ဒီဟာပဲပေးလိုက်အဲ့ဒီအနည်းဆုံးအဲ့လောက်ရှိရမယ်အဲ့ဒီပို့ဝယ်လာခဲ့အဲ့ဒီတန်ဝန်ကကိုစိုက်ထဲမှာ16 mm နေရာမှာတော့အဲ့ဒါပဲအခုအမိတ်ထုတ်လိုက်တဲ့အခါအဲ့လိုမျိုးနော်ဟုတ်ပြီဒါဆိုတော့ကျွန်တော်နှစ်ခါထပ်ပြောလိုက်ပြီဖြစ်တဲ့အတွက်ထပ်မပြောတော့ဘူးနံပါတ်2တစ်ခါသိစားပြီး400 300ကောင်းတယ်500 300ကောင်းတယ်ကျွန်တော်ကဘုံဝင်ကြွားတာနဲ့ကျွန်တော်900 300အဲ့လိုပြောနေတာအဲ့ဒါကြီးအကုန်လုံးပြီးသွားပြီအခုဒီမှာကျွန်တော်ရေးပြတဲ့အတိုင်းတာပြီးသွားပြီဒီဇိုင်နာက4000ကနေပြီးတော့5000အထိတွက်ချက်ထားတဲ့ structure တွေအားလုံးက HRB 400 300ရှင်းရှင်းလေးဒီဇိုင်နာက6000ကနေ9000အထိတွက်ချက်ထားတဲ့ဥစ္စာတွေက HRB 900 300မယ်သူ့အုပ်စုနဲ့သူပဲ300မှာဘာမှ HRB လုံးဝ300မလား900 300မှာမေးစရာအကြောင်းမရှိတော့ဘူးနော်ပြီးသွားပြီအဲ့ဒါဘာကြောင့်လဲလို့အောက်မှာရေးထားတယ် actual f1 minus design f1 ညီများချင်း18000တဲ့ငယ်ရမယ်အဲ့ဒီဥပဒေသားကြောင့်အဲ့ဒီ formula ထွက်လာတယ်နော် actual f1 minus design f1 18000အဲ့တော့ဒီမူနာကျွန်တော်ပြပြမယ် f1 က9000ဗျာ actual ဟို design f1 က9000 actual f1 HRB 900က9000ရှိတယ် HRB 900 9000 9000နဲ့က9000ဆိုတော့2000ဖြစ်နေတယ်လေ18000နဲ့ကြီးသွားပြီ18000နဲ့ကြီးသွားလို့ရှိရင် HRB 900သုံးလို့ရမလားမရတော့ဘူးနော်ဟုတ်ပြီကဲဒါဆိုမေးရှာရှိတယ်အခုကင်းရစောင့်နေတဲ့ညခတ်တွေတုံးတ်တွေကတိုက်တဲ့ sector design ကိုကြည့်လိုက်ရင်အများအပြည့်90ရာခိုင်နှုန်းကြီး design အပိုင်းက9000ပဲရှိတယ်9000ပဲရှိတော့ HRB 900သုံးလို့ရမလားမရဘူးဒါပေမဲ့မရတယ်လေတခုပြောပြမရတယ်လေ HRB 900မှာကျွန်တော်အိမ်ကိုကျွန်တော်သုံးတတ်တိုက်ဖြစ်တော်များလဲ HRB 900ကျွန်တော်သုံးကျင်တယ်လို့မဖြစ်မနေပြောလာခဲ့ရင်ကျွန်တော်တို့ကအဲ့ဒီလို AC မျိုးတိုင်တော့ဒီဇိုင်နာကိုပြန်ပြီးတော့ခွင့်တောင်းအောင်ဒီဇိုင်နာကို HRB သူက900သုံးကျင်တဲ့အတွက်ဒီဇိုင်းမှာ F point ကို6000ကိုပြောင်းပေးပါတောင်းအောင်6000နဲ့ပြန်တော့ခိုင်းရကျလို့သုံးတတ်တိုက်ကလေးဖြစ်တယ်ကင်းရဆောက်တဲ့သုံးတတ်ဖြစ်နေတဲ့တော့လေအင်ရှင်ဒီ HRB 900ကိုသုံးကျင်နေဆိုရင်ဒီဇိုင်နာကိုပြောပြီးတော့ဒီဇိုင်း F point ကိုဘယ်လောက်လုပ်ရမလဲ6000လောက်ရနားလည်ပြီနော်အဲ့ဒါလေးသိထားဖို့လိုပါတယ်အဲ့တော့ tension strength ရှိတယ် elongation ရှိတယ်နော် tension strength ကလည်းအောင်ရမယ် elongation လည်းအောင်ရမယ် elongation ကတော့ 6% ရဲ့အထက်မှာကြည့်ရမယ်6%အထက်မှာကြည့်ရမယ် tension strength ကတော့နံပါတ်5မှာပေါ်ထားပါတယ်tensile strength ကိုပေါ်ထားပြီးတော့ F point နဲ့စမယ်ဆိုရင် 1.25 အနည်းဆုံးရှိရမယ်နော်အဲ့တော့ 1.25 အနည်းဆုံးရှိရမယ်ဆိုတော့ 1.25 အနည်းဆုံးရှိရမယ်ဆိုကဲလေခုတစ်ခုပညာရှင်အုပ်စုကမေးတာ 1.25 မရှိတော့ဘာဖြစ်မလဲ 1.25 မရှိရင်ဘာဖြစ်လဲဆိုတော့အဖြေကဘာလဲဆိုတော့သူကသိကြဘယ်အချိန်မှာပြရမယ်ဆိုတော့ငလင်လှုပ်တဲ့အချိန်မှာ 1.25 တဲ့ငယ်နေမယ်ဆိုရင်ငလင်လှုပ်တဲ့အချိန်မှာအလန်းမသေးပဲနဲ့အဆောက်အဦကတစ်ခါတည်းရုတ်တရက် suddenly ချက်ချင်း immediately
စစ်ချင်း collect စစ်ချင်းပြိုကျသွားတယ်ငလင်လှုပ်ပြီးတာနဲ့အဲ့ဒီလူကပြေးပြေးရှိတော့အဲ့ဒီဆောက်ကခါရဲပြိုကျတော့ဆိုအဲ့ဒီလူကပြေးဖို့အချိန်ရှိတော့ဒါဆိုရင်1.25တဲ့ကြီးတယ်1.25တဲ့အနည်းဆုံးခုရဲ့1.25ကြီးနေဘာဖြစ်မှာတော့စက္ကန့်30မှစက္ကန့်30မှနော်စက္ကန့်30ရနေပြီးတော့ maximum 9မိနစ်အတွင်းအချိန်ရမယ်အဲ့တော့စက္ကန့်30ပဲအချိန်ရတယ်ပဲထားလိုက်ပါတော့ဗျာဒီနေ့ကောင်စီမှာ26ရက်မတ်လပြန်အဲ့ဒီမှာကျွန်တော်ခေါ်ပြောပွဲမှာကျွန်တော်အဲ့ဒါဟောတယ်နော်ပြောပြတယ်စက္ကန့်30ပဲအချိန်ရတယ်ထားလိုက်ပါတော့စက္ကန့်30မှာတမန်လူကောင်းတယောက်ကခြေလမ်း60လောက်တာလေးနှမ်းလို့ရတက်ကြီးရွယ်ဟိုတောင်းလမ်းမလျှောက်နိုင်တဲ့လူတော်မှာစက္ကန့်30ဆိုရင်ခြေလမ်း30နှမ်းလို့ရခြေလမ်း30လောက်တော့နှမ်းလို့ရအဲ့တော့ခြေလမ်း60လောက်နှမ်းလို့ရတဲ့ဆိုဒီအဆောက်ရဲ့အပြင်ကိုရောက်သွားပြီသူကဒါဒီနေ့မှပြောတာ maximum 9မိနစ်ထိချိန်ရတယ်ဆိုတော့ကောင်းအောင်ပြေးလို့ရအဲ့ဒါ 1.25 တွေကျော်မှဒါပေမဲ့ကျွန်တော်ပြောတာကြည့်လိုက်ပါအခုလက်မှာဆက်ထားတဲ့ FPY FY ပေါ့ ratio 1.25 တွေကျော်တဲ့အမတန်ရှားနော်အဲ့တော့စားနေမယ်အခုမိတ်ထုတ်လိုက်ပြီလေငလင်မြန်မာနိုင်ငံမှာငလင်စုံရှိတဲ့အတွက်ဒီဥတွေနံပါတ်5ဥတွေကိုလိုက်နာတယ်အမိတ်ထုတ်လိုက်တယ်အဲ့တော့လိုက်နာခြင်းအဖြစ်နဲ့ကျွန်တော်တို့ကလိုက်နာခြင်းအဖြစ်နဲ့ကျွန်တော်ဒီရဲ့အသက်ကြီးရာရောက်တယ်ရုပ်ပြည့်ပြချသွားတာတွေငလင်လို့မလေးမှာရုပ်ပြည့်ပြီးဘုံမျိုးပြချသွားတာတွေဒီလိုမှတွေ့ဦးမှာပေါ့အခုကသူကစက္ကန့်30ချိန်ရမယ်မိနစ်မှအများဆုံး9မိနစ်ရအဲ့တော့အဲ့လို1.25ရဲ့ကြီးရဲ့တန်ကဘာတန်လဲလို့ရေးလိုက်ရင်ခုဒီမှာပြန်ကြည့်လိုက်ပါ HRV 400 E HRV 900 E ဆိုတဲ့စကားလုံးကြီးပါ E ဆိုတာ acute resistant second နော်အဲ့တော့အဲ့ဒီ acute ဆိုတဲ့ E ဆိုတဲ့စကားလုံးပါပုံများမှန်သမျှသည် FPY FYD 1.25တွေကြီးတယ်အဲ့ဒီလို E ပါတဲ့ HRV 400 E လို့ပါတဲ့တန်ကိုတားလိုက်လို့ရှိရင်အကုန်လုံးအဲ့ဒါအောင်ပြီးသား HRV 400 E မပါဘဲနဲ့အဲ့400ထဲမှာလည်းချုပ်တန်နေပြီး1.25ပြည့်တာရှိတယ်အချုပ်တန်နေရှိတယ် HRV 900မှာလည်းချုပ်တန်နေပြီး HRV 900 E မဟုတ်လည်းပြည့်တာရှိတယ်ကံကောင်းသောမှဆိုတဲ့အဝယ်လိုက်တဲ့တန်တွေက HRV 400 E 500 E မဟုတ်တော့လဲ1.25ပြည့်နေတော့စီပေါက်တယ်ပဲမှတ်လိုက်ပေါ့ဗျာနော်နောက်ဆုံးတစ်ခုနံပါတ်6 Ventex ကျတော့ catalytic ကိုစစ်တာချို့တန်တွေကအခုနံပါတ်1 2 3 4 5အောင်နေစာမွဲ1 2 3 4 5အောင်ပြီး6ကြတော့ကြာပါဗျာအဲ့တော့ချို့တန်တွေဒီ1 2 3 4 5အောင်ပြီး6ကြတော့ကြာတယ်ဆိုတော့ Ventex ကတော့ဘာလဲဆိုတော့တန်ကြောင်းကိုကိုယ်ပြီးချမ်းတာကိုချတဲ့ခါမှာကျိုးဝိုင်းတော့ပေချာဖို့အနေရှိတဲ့တန်ပေါ့ဗျာမကျိုးဘူးကိုယ်လိုက်တဲ့နေရာမှာအဖက်ကလေးတွေကွာဝိုင်းရင်လည်းဒါကအနည်းငယ်အနေရှိတာပေါ့အဖက်ဒီကွာဝါတဲ့အကြောင်းလေးပေါ်ရင်အနည်းငယ်အနေရှိတာပေါ့ကိုယ်လိုက်တဲ့ခါမှာဘာအဖက်မှလည်းမကွာဘူးကာပါလည်းပြေးမသွားဘူးဆိုရင်တော့အကျန်းကောင်းတာပေါ့အဲ့တော့ Ventex လည်းအခုချိန်မှာတော့ငလင်ရှိတဲ့အတွက်ကျွန်တော်ကလည်း Ventex အောင်ရမယ်အဲ့ဒီ Ventex အောင်ဖို့ဆိုတာလည်းခုနကျွန်တော်တို့ HRV 400 E လို့စကားလုံးပါရင်အောင်ပြီပြင်မလို့တော့အဲ့တော့ E ဆိုတဲ့စကားလုံးမပါရင်တော့ HRV 400ထဲမှာလည်းအောင်တဲ့ဟာရှိတယ်900ထဲမှာလည်းအောင်တဲ့ဟာရှိပါတယ်ဒါပေမဲ့သိစိတ်ချဟုတ်ပြီ
နောက်တစ်ခါအုပ်စီလုပ်ငန်းတွေအခုငလင်လုံးလိုက်တော့ဗျာတခြားတွေပဲကိုယ်ပြက်ကုန်တာမဟုတ်ပါဘူးအုံနိုင်ရနေပွင့်ပြီးတော့လူတွေကိုပြီးပြီးတော့အသက်ဆုံးရှုံးသွားတဲ့လူအများကြီးပဲအုံနိုင်ရတော့ဆုံးရှုံးသွားတဲ့လူအများကြီးပဲကလီတာကပြူမသွားတဲ့အုံနိုင်ရပြီးလို့ကြည့်တဲ့လူတစ်ပုံကြီးပဲအဲ့ဒါတွေကတော့ဘာကြောင့်လဲဆိုတော့စစ်နာဘီစစ်နာခေါ်လာနေမထည့်လို့နင်းတယ်တွေ Windows ဆေးတွေ Xmas တွေ Dewar တွေပုံစံတကျမသုံးလို့အဲ့တော့အခုတော့တခြားဆရာတွေအားလုံးကိုညီလာကောင်ဆရာမိတ်ထုတ်လိုက်ရှိသမျှတခြားတွေမှာအဲ့ဒီအစာအုပ်ရဲ့နိုင်ရည်အကုန်လုံးကိုလည်းဒီဇိုင်းအတိအကျပေါ်ထုတ်ပေးပါဘယ်နေရာမှာစစ်နာပြီးထည့်ထားရမယ်ဘယ်နေရာမှာစစ်နာပေါ်လာထည့်ရမယ်ဘယ်နေရာမှာလင်တယ်ထည့်ရမယ်ဘယ်နေရာမှာ Windows ထည့်ရမယ်ဘယ်နေရာမှာ Xmas ထည့်ရမယ်ဘယ်နေရာမှာ Dewar တွေဘာထည့်ရမယ်အဲ့ဒီထည့်ရမယ်တန်ကြောင်းရင်းတွေရောထည့်ရမယ်လောင်းရမယ် complete ရော site ရောအကုန်လုံးကိုဒေါ်ရင်းနဲ့ထုတ်ပေးပါဆိုလို့အခုဆက်ချဆရာတွေအကုန်လုံးကအလုပ်ပို့ပြီးတော့ဒီစတာအခုလုပ်ပေးရပါတယ်ဒါအဲ့ဒီအလုပ်ပို့သွားတာအရင်မကြည့်ဘူးကျွန်တော်တို့ကလူကြီးအတက်ကိုကယ်လိုက်တာပါနော်အဲ့တော့အခုနောက်ပိုင်းဆက်မဲ့ Millennium Constructor တွေအကုန်လုံးမှာ Big Wall ရစနိုင်ရီအကုန်လုံးရဲ့ဘယ်နေရာမှာစစ်နာဘင်းပါမယ်ဘယ်နေရာမှာပေါ်လာပါမယ်တော့ဒေါ်ရင်ထွက်လာပါပြီဒါကြောင့်အဲ့ဒါလေးကိုတိကျလိုက်နာဖို့လိုပါတယ်အဲ့တော့ဒီထဲမှာစကားလုံးတစ်လုံးပါတယ် 18P ဆိုတဲ့စကားလုံးလေး 18P P ဆိုတာ thickness ကိုပြောတာအထူကိုပြောတာအဲ့တော့နမူနာပြောပြမယ်ဗျာအခုဒီထိုးထားတဲ့နိုင်ရမှာကျွန်တော်တို့သက်နာပြီးထည့်မယ်ဆိုရင်သူကအုံရိုးအထူရဲ့18စရောက်တိုင်းမှာထည့်ရကဲအုံရိုးကလင်းလက်မပွဲဆိုရင်လင်းမပွဲကို18နဲ့နှောက်လိုက်လို့ဆိုရင်ကျွန်တော်တို့ကဟုတ်ပြီကြော်တော့ရမှာပါအဲ့တော့6ပြီတော့ရောက်တိုင်းမှာသက်နာပြီးထည့်ရမယ်ဆိုဒီ height ဆိုရင်အလယ်မှာတိုင်းထည့်ရနော်အဲ့တော့အုံရိုးအထူရဲ့18စရောက်တိုင်းမှာသက်နာပြီးထည့်ရမယ်ဒီလိုမျိုးခေါ်တဲ့တိုင်းသွားမယ်ဆိုရင်ကော်လန်ကစစ်နာကော်လန်ကတက်စစ်စရောက်တိုင်းမှာစစ်နာကော်လန်ထည့်ရဒီကော်လန်နဲ့ဒီကော်လန်အကွာဝေးရရှိတယ်ဆိုရင်စစ်နာကော်လန်နောက်ခုတော့ထည့်ရဒီကစစ်နာအလဲမှာတရမ်းတော့ထည့်ရနော်ဒါလေးတွေကိုအကုန်လုံးလုပ်တတ်ဖို့ဆိုလဲခု drawing မှာပေးလာပြီ drawing မှာအတိအကျပြထားပြီနော်အဲ့တော့အဲ့ဒါလေးကြည့်ဖို့လိုပါတယ်နောက်ဆုံးခုမှာပတ်သက်တော့နော်ဟုတ်တယ်နောက်ဆုံးတစ်ခုပတ်သက်တော့ပါလဲဆိုတော့အင်္ဂလိပ်လိုဘာသာပြန်ရင်တော့ pressure glass wall ကိုပတ်သက် wall လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့အခုသူညဆောက်တဲ့အိမ်တွေရော6လူဆောက်တဲ့အိမ်တွေရောလင်းက6တက်ပေါ့ဗျာဆောက်တဲ့အိမ်တွေရောတတ်ထားတဲ့မှန်နေပြီ pressure glass wall မဟုတ်ပါဘူးဘယ်လိုခေါ်လဲဆိုတော့ composite wall curtain wall aluminum and glass wall စသဖြင့်ဟာလား glass wall curtain wall composite wall နော်အဲ့လိုခေါ်တာပါပတ်ဆက်လို့မခေါ်ပတ်ဆက်က structure wall သူကအရင်ဆုံး Malayan ဆိုတဲ့ vertical frame structure frame ကြီးတက်ပြီးတော့ transom horizontal frame တက်နံပါတ်1တက် vertical frame ကြီးတက်ရတယ်ပြီးရင် transom horizontal frame တက်အဲ့တော့တက်ပြီးတော့အဲ့ဒီဂျားကွက်ထဲမှာ panel ပေါ့ aluminum glass panel ကိုတက်အဲ့ panel ကြီးနည်းနည်းနှုတ်ရင်အပေါ်အောက်လည်းထုတ်လို့ရတယ်ဘေးတိုက်လည်းထုတ်လို့ရတယ်အဲ့ဒီ Malayan နဲ့ transom ရဲ့ box ထဲမှာအဲ့တော့အဲ့လိုပြင်ဆင်လိုက်တဲ့ခါကျတော့ Malayan နဲ့ transom box တွေအများကြီးဖြစ်သွားတယ်အကွက်ပေါင်း1000ဆိုရင်အဲ့ panel ပေါင်း1000တက်အဲ့ panel ပေါင်း1000ကအပေါ်အောက်လည်းထုတ်လို့ရတယ်ဘေးတိုက်လည်းထုတ်လို့ရတယ်နည်းနည်းတောင်ခံနိုင်တယ်အဲ့လိုမျိုးတွေထည့်ရအဲ့တော့အစာအုပ်ရတယ်ခိုင်ရောပါပြီနည်းနည်းခိုင်ရောပါပြီအုပ်ရိုးတွေကလည်း big wall တွေကလည်းနည်းနည်းခံသွားပြီဒါပေမဲ့မှန်ကနည်းနည်းမခံဘူးဆိုလို့ရှိရင်မှန်နေပြုတ်ကျပြီးတော့အောက်ကလူတွေထိကုန်မှာပေါ့အဲ့တော့ pressure glass wall တွေဖြစ်ဖို့လိုပါတယ်လို့ပြောရင်းနဲ့ညီလုံးချုပ်ပါတယ်အဲ့တော့ကျွန်တော်တို့တင်သွားတာ
ဘယ်လောက်တက်လဲမတက်လဲသိအောင်ဆောင်းမွေးမိကိုလေးကျွန်တော်စုပေါင်းဖြည့်လိုက်ကြတာရပါတယ်အဲ့တော့သူကတော့ဟို21ရက်ကနေပြီးတော့28ရက်အထိပေါ့နော်ဟိုတချို့အရင်ကြီးတဲ့ဆက်စားလေးတွေဆိုရင်တော့သူက21မှာဖြုတ်လို့ရတယ်ဒါပေမဲ့တိကျတိကျကိုယ်ကထားခြင်းနဲ့ဆို28ရက်ကိုထားပြရတယ်နော်30ကဲရပြီအဲ့တော့ဟိုဒီမှာထိုင်နေတဲ့တနန်းသားတွေရော online ကတနန်းသားတွေရောသင်္ကန်းစာတော့ပြည့်စုံသွားပါပြီ